ဆိုလိုက်ပါတယ်ခင်ဗျာအခုဖြိုးခန့်ဆိုကျွန်တော်အကောင့်နာမည်ပါအခုဖြိုးခန့်ကျော်ကခီးထွက်သွားပါတယ်ဟုတ်ကျွန်တော်ဖြိုးခန့်နဲ့တူတဲ့တယောက်ကိုတွေ့တော့ပါတယ်အဲ့ဒါဘယ်သူလဲဆိုပြိတ္တစောင့်ကြည့်တယ်ကျွန်တော်ကတော့ရမ်းကြောက်နေပြီကြာကျွန်တော် share လိုက်ခြင်းဖြစ်ပါတယ်ဟုတ်ပြီပါဒီမှာကျွန်တော်စပါပြီပြိတ္တတို့မယုံကြည့်နိုင်ပါတယ်တကားပိတ်ပြီးနေမှာကျွန်တော်တို့တကားပိတ်ပြီးနေမှာကျွန်တော်တို့ line နောက်ရှက်နေရဲ့ဗျဟုတ်ကဲ့ကျွန်တော်အဲ့ဒါတကားပိတ်တော့မလို့ပြိတ္တတို့တေချာသာကြည့်နေလိုက်တော့ဗျကျုပ်ကြီးကကျုပ်စရာကြီးဗျโอเคပြိတ္တတို့တွေ့လိုက်ရဟောကျွန်တော်တကားလောက်သွားတယ်တွေ့တယ်